အပိုင်းသုံးမှာတော့စော်ကြီးပဲနဲ့ကိုလည်းစကားများရံဖြစ်နေခဲ့ကစော်လေးတတိုင်းနဲ့ဂျူကယောင်ကတော့ပကြံအဟောင်းသားနဲ့ရံပွဲကိုကြည်နေပါတယ်ဟန်ဆိုးချုံကမြင်တော့ဂျူကယောင်လည်းဘာခိုင်ဆိုင်မှာတွေ့ခဲ့တဲ့သူပဲဆိုပြီးတော့သူမကတွေးနေတော့မှပဲဟန်ဆိုးချုံကသူမကိုစိုက်ကြည့်နေတာကြောင့်ဒီစုဟုတ်ကသူမရဲ့လက်ကိုဆွဲပြီးတော့လူရှင်းတဲ့တနေရာကိုခေါ်ပြီးတော့သူမရဲ့နှက်ချက်ကိုပြန်ပေးလိုက်ပါတယ်ထပ်ပြီးတော့လေလီစုဟုတ်ကဟန်ဆိုးချုံရဲ့မျက်နှာကိုကြည့်ပြီးတော့ဘာမှမပြောတာကြောင့်နီယာကစိတ်လူပြီးအော်ပြီးလို့စိတ်ဆိုးရလားဆိုပြီးတော့ပြောလိုက်ကလီစုဟုတ်ကတော့နေရာကနေထွက်သွားခဲ့ပါတယ်ဟန်ဆိုးချုံကတော့ဂျူကယောင်ရဲ့မျက်နှာကိုမြင်ပြီးကြတဲ့တချင်လို့သူမကိုပဲမြင်အောင်နေပြီးတော့မြင်ဘူးသလိုဖြစ်နေတာကြောင့်သူမရဲ့အကြောင်းကိုစိတ်ဝင်စားနေပါတယ်ခဏကြာတော့ဟန်ဆိုးကျွေရဲ့တငငယ်ချင်းဖြစ်သူလည်းရောက်လာကမင်းစိတ်ဝင်စားနေကောင်မလေးကနဘေကအလားမဲ့ပြန်ဝဲဝင်တယောက်ဆိုပြီးတော့ဟန်ဆိုးကျွကိုပြောပါတယ်ဒါပေမဲ့ဟန်ဆိုးကျွကတော့အထာကြီးနဲ့နေပြီးတော့မတိရအောင်ဆောင်းနေပါတယ်ဒီလိုတဲ့အကြောင်းမှာအဆိုင်မဲ့တစ်ခုလုံးဖို့အတွက်ဖြစ်လာပါတယ်အဲ့ဒါကတော့ပုံတူဆွဲရမှာဖြစ်ပါတယ်ဂျူရန်ကတော့ကန်ဆိုးစွာနဲ့ဂီတဌာနကဂျေကန်စော်ကြီးပဲလေဟန်ဆိုးကျွနဲ့ပုံတူကိုဆွဲဖို့အတွက်မဲပေါက်သွားပါတယ်အစားကတော့သူမလည်းဘယ်လိုလုပ်ရမှန်းမသိတာနဲ့တိုင်ပဲနေရကဟန်ဆိုးကျွကိုအကူကြီးတောင်းဖို့အတွက်လိုက်ရှာနေပါတယ်ငကိုကလေးကမှနမောနမန်းနိုင်တဲ့ဂျူရန်ကဟန်ဆိုးကျွကိုဝင်တိုက်လိုက်ကဟန်ဆိုးကျွကတော့သူနဲ့ခဝေးမှာနေဘူးကိုပြောပါတယ်ဒါပေမဲ့ဂျူရန်ကဟန်ဆိုးကျွကိုညီမရမှာဖြစ်တဲ့ကြောင့်အဆိုင်မဲ့အကြောင်းကိုဟန်ဆိုးကျွကိုပြောလိုက်ကဟန်ဆိုးကျွကတော့နင်းကောင်လီစုရဲ့ပုံတူပဲသွားဆွဲလိုက်ဆိုပြီးနေရာကနေထွက်သွားခဲ့ပါတယ်ဒါကိုလီစုကိုလည်းမြင်လိုက်ရပါတယ်ဂျူယောင်ကတော့ဟန်ဆိုးကျွကိုအကူကြီးတောင်းဖို့နောက်တစ်ချိန်ထပ်ကြိုးစားကြည့်မယ်ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းတွေနဲ့ပြောနေရင်လိုက်လျှောက်လာပါတယ်အဲ့ချိန်မမေဆိုတဲ့ရုပ်ဆိုးသောကောင်မလေးတယောက်ဝမ်းနဲ့မျက်ရည်တွေနဲ့ဂျူယောင်ရဲ့အနားကိုရောက်လာပါတယ်မမေကတော့ရုပ်ဆိုးတာကြောင့်အပေါင်းအသင်းမရှိတဲ့အပြင်ရုပ်ဆိုးတာကြောင့်လူတွေရဲ့လှောင်မြောင်ခြင်းကိုလည်းခံနေရပါတယ်ထပ်ပြီးတော့လည်းသူ့ရဲ့မျက်နှာကြောင့်သူဝါသနာပါတဲ့တချေးသူပြန်ဝဲကိုတွားပြဖို့အတွက်အခက်တွေ့နေပါတယ်အဲ့ဒါကြောင့်ဂျူယောင်ကသူနဲ့ထပ်တူကြားနေတာကြောင့်သူကိုယ်တိုင်အလားဆုံးဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးတော့မမီကိုကတိပေးလိုက်ပါတယ်ညနေကြောင်းစစ်တော့မမီလိုရုပ်ဆိုးတဲ့သူကိုမိတ်ကပ်ပြေပေးဖို့ကလောကမဖြစ်နိုင်တဲ့အရာတစ်ခုဆိုပြီးတော့တန်ငယ်ချင်းဖြစ်တဲ့ဆမ်မီကပြောပါတယ်ဒါကိုကြားရဂျူယောင်လည်းပြုံးပြုံးကြီးကြည့်နေပါတယ်ဒီလိုနဲ့ဘတ်စကတ်ဘောဆော့တဲ့နေရာတစ်ခုကိုလမ်းလျှောက်ဝင်နေရောက်လာခဲ့ကတစ်ချိန်တည်းမှာပဲသူမရဲ့မျက်နှာကိုဘောလုံးကမှန်ပြီးတော့သူမလက်ထဲကမုတ်ဘူးလေသူမရဲ့မျက်နှာကိုမှန်ပြီးတော့မျက်နှာတစ်ခုလုံးလည်းညစ်ပီချန်သွားပါတယ်အဲ့ချိန်ဟီယိုလို့ရှင်တဲ့လီဆူကိုလည်းရောက်လာခဲ့ကညစ်ပီနေသူမရဲ့မျက်နှာကိုအကုန်လုံးဝိုင်းရမှာဆိုလို့သူ့ရဲ့အင်ကြီးနဲ့ကာပြီးတော့တက်ရှိသွားလို့ဖို့ကိုပြောလိုက်ပါတယ်ထပ်ပြီးတော့ထိုနေရာကိုဟန်သောကျွန်းလည်းရောက်လာခဲ့ကငကိုတွေကမှမတဲ့အတူနဲ့နှစ်ယောက်ကစော်လေးကိုယူဆိုင်ပေးနေတာအားရတယ်ဆိုပြီးတော့လှောင်မြောင်နေပါတယ်အဲရတော့လေဂျူယောင်ကလီဆူရဲ့အင်ကြီးလေးကိုကြည့်ပြီးတော့တစ်ချိန်လုံးလီဆူရဲ့အကြောင်းကိုပဲတွေးနေပါတယ်ဒီလိုနဲ့နောက်တစ်နေ့မန်မီရဲ့တချင်းစုပြပွဲဝင်မဲ့နေ့ကိုရောက်လာခဲ့ကဂျူယောင်ကသူ့ဘာကိုအလားဆုံးပြအောင်လို့မိတ်ရဲ့ပြင်မိတ်လိုက်ပါတယ်အဲနောက်မှာပဲမန်မီလေးရုပ်ကြီးမှုအပြည့်နဲ့ပြပွဲမှာဝင်ရောက်ထုတ်ပေးခဲ့ပြီးတော့ပေမဲပွေးသားတဲ့အခါမှာပဲသူ့ကိုအခုလိုရုပ်ကြီးမှုအပေးနဲ့ပြန်မဝင်အောင်လို့ပေးခဲ့တဲ့ဂျူယာကိုကျေးဇူးတင်စကားတွေပြောနေပါတယ်။သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲဟန်ဆိုးကျွန်းလည်းပန်းစည်းကိုယူလာပြီးတော့အဆောက်ပေးလိုက်ပါတယ်။တကယ်တော့မမ်မီကဟန်ဆိုးကျွန်းရဲ့ညီမပါ။ဂျူယောင်ကလည်းသူ့ရဲ့ညီမကိုအခုလိုကူညီပေးလို့ကက်ကြီးကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့မမ်မီကဂျူယောင်ကိုအိမ်လဲခေါ်ပြီးမုန်းလို့ကြိုးဖို့အတွက်စာဖို့ထားပါတယ်။အဲဒါကြောင့်ဂျူယောင်လည်းအလားဆုံးပြပြီးတော့မမ်မီရဲ့အိမ်ကိုသွားပါတယ်။ဟိုရောက်တော့မမ်မီကဂျူယောင်ကိုအိမ်တကားလာဖွင့်ပေးပါတယ်။တစ်ချိန်တည်းမှာပဲဟန်ဆိုးကျွန်းလည်းရေချိုးခန်းထဲကလည်းအဝေးပလာနဲ့ထွက်လာပါတယ်ညီမပေးသူမန်မင်းကလည်းသူရဲ့တငယ်ချင်းရှိမှအခုလိုအဝေးပလာနဲ့မနေဖို့ကိုပြောပြီးအဝေးစားအမြင်လဲဖို့ကိုပြောလိုက်ပါတယ်အဲနောက်ဂျူကီယုံနဲ့မန်မီလည်းစကားပြောရင်မုန်းလို့စားပါတယ်တိတ်မကြခင်မှာပဲညကလည်းညနေတော့မှဖြစ်တာကြောင့်ဂျူကီယုံလည်းအိမ်ရတော့မှပြီးတော့ဂျူကီယုံတယောက်တည်းစေးမချတာကြောင့်မမီကအကူပြီးသူဟန်ဆိုးချုံကိုလိုက်ဖို့ပေးဖို့ကိုပြောပါတယ်အစားကတော့ဟန်ဆိုးချုံကလည်းညီမမေသူပြောတာတွေကိုမကြားကြည့်အောင်ဆောင်းနေခဲ့ပေမဲ့မန်မီကတော့မနာနဲ့ပြောနေရကြောင်းဟန်ဆိုးချုံလည်းဂျူကီယောင်ကိုအိမ်ပြန်လိုက်ဖို့ပေးဖို့အတွက်ဖြစ်လာပါတယ်ဒီလိုနဲ့ဟန်ဆိုးချုံကဂျူကီယောင်ရဲ့အိမ်ကိုလိုက်ဖို့နေခဲ့ကသူ့ရဲ့ညီမလေးကဂျူကီယောင်နဲ့တွင်းမှာပျော်နေရတာမြင်တော့ဂျူကီယောင်ကိုထည့်ပြီးတော့ကျေးဇူးတင်စကားတွေပြောနေရင်းနဲ့ဂျူကီယောင်အခုကြီးတောင်းထားတဲ့ပုံသူဆွဲဖို့အဆိုင်မန့်ကိုသူကူညီမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကိုကြတော့ဂျူကီယောင်တယောက်လည်းပြောသွားခဲ့ပါတယ်